တောင်တွင်းကြီးမြို့နယ်ညာတော်ကျေးရွာအုပ်စုတွင်ပြည်သူများကိုနည်းမျိုးစုံနှိပ်စက်နေသောအုပ်ချုပ်ရေးမှူးဟောင်းကြည်ဝင်းအပါအဝင်3ဦးပစ်ခတ်ခံရပြီး3ဦးလုံးသေဆုံးမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ညာတော်ကျေးရွာအုပ်စုတွင်ပြည်သူများကိုနည်းမျိုးစုံနှိပ်စက်နေသောအုပ်ချုပ်ရေးမှူးဟောင်းကြည်ဝင်းအပါအဝင်3ဦးကိုပစ်ခတ်တိုက်ခိုက်ရာ3ဦးလုံးသေဆုံးခဲ့ကြောင်းမကွေးတောင်တွင်းကြီးအထူးပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုသည်နိုဝင်ဘာလ26ရက်နေ့ညပိုင်းတွင်တောင်တွင်းကြီးမြို့နယ်ပရက်ကျဲတိုက်နယ်ညာတော်ကျေးရွာအုပ်စုတစ်ခုတ်ကွင်းကျေးရွာတွင်စစ်တပ်သတင်းပေးအဖြစ်လုပ်ကင်နေသောအုပ်ချုပ်ရေးမှူးဟောင်းကြည်ဝင်းဆိုသူသည်ကျေးရွာနေပြည်သူများကိုစစ်တပ်ခေါ်လိုက်ရမလားဟုချိန်ချောက်ပြောဆိုပြီးအနိုင်ကျင့်နှိပ်စက်နေ၍ရင်းနေအိမ်အတွင်းတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်အလားတူတစ်ခုတ်ကွင်းကျေးရွာတွင်စစ်တပ်သတင်းပေးအဖြစ်လုပ်ကင်နေသောမင်းစော်ဦးနှင့်ဇနီးဖြစ်သူခင်ကြိုင်တို့သည်လည်းတော်လှန်ရေးရဲဘော်တဦးကိုစစ်တပ်ထံသတင်းပေးဖမ်းဆီးစေခိုင်းခြင်းတော်လှန်ရေးရဲဘော်များကိုစစ်တပ်ထံသတင်းပေးတိုင်ကြားခြင်းများကြောင့်ယင်းနေ့တွင်ရင်းတို့နေအိမ်တွင်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ2ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရှိရသည်ထို့သို့ပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့သောအုပ်ချုပ်ရေးမှူးဟောင်းကြည်ဝင်းအပါအဝင်3ဦးကိုတော်လှန်ရေးတပ်ဖွဲ့များကအကြိမ်ကြိမ်တွားရောက်တွေ့ဆုံ၍စစ်တပ်နှင့်ပူးပေါင်းခြင်းမပြုလုပ်ရန်သတိပေးပြောကြားခဲ့တော်လဲလိုက်နာခြင်းမရှိဘဲဆက်လက်လုပ်ကင်နေသည့်အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်သူတို့3ဦးလုံးကိုစစ်တပ်သတင်းတွေပေးတွေမလုပ်ဖို့အကြိမ်ကြိမ်တွားရောက်သတိပေးထားတယ်အဲ့ဒါကိုလိုက်နာမှုမရှိဘဲဆက်လက်လှုပ်ဆောင်နေလို့တွားရောက်တိုက်ခိုက်ခဲ့တာပါဟုမကွေးတောင်တွင်းကြီးအထူးပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုမကွေးတောင်တွင်းကြီးအထူးပျောက်ကြားတပ်ဖွဲ့နှင့်နဂါမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍တောင်တွင်းကြီးမြို့နယ်အတွင်းစစ်တပ်သတင်းပေးဒလန်များပြူစောထီးများအနေဖြင့်စစ်တပ်ထံသို့သတင်းပေးတိုင်ကြားခြင်းစစ်တပ်အားကိုး၍ပြည်သူများအပေါ်ငွေကြေးများအတင်းအဓမ္မကောက်ခံခြင်းနှင့်စစ်တပ်မှပြုလုပ်သောအတုအယောင်ရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်မည်ဆိုပါကအချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်းမကွေးတောင်တွင်းကြီးအထူးပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုသည်